ဘယ်ဘက်မျက်လုံးရဲ့အမြင်အာရုံယာယီဆုံးရှုံးခဲ့ရပေမဲ့အလုပ်တွေကိုတော့ရှင်းနာခြင်းမရှိသေးတဲ့မြူက2025ခုနှစ်ဇွန်လ23ရက်နေ့မှာသူ့ရဲ့ဘယ်ဘက်မျက်လုံးရဲ့အမြင်အာရုံကရုတ်တရက်ယာယီဆုံးရှုံးခဲ့ရတာဖြစ်ကြောင်းမြူရဲ့ agency ဖြစ်တဲ့ Soul Scalper ကနေပရိသတ်တီစီကိုအသိပေးအကြောင်းကြားလာခဲ့တာပဲဖြစ်ပါတယ်။ဘယ်ဘက်မျက်လုံးရဲ့အမြင်အာရုံကထိခိုက်လာတာကြောင့်မြူကစိတ်ကူးသားမှုကိုချက်ချင်းခံယူခဲ့ပြီးတော့ပြင်းထန်တဲ့အလင်းရောင်နဲ့ကြာရှည်ထိတွေ့မှုကြောင့်ဖြစ်ပွားလာရတဲ့မျက်လုံးမာချူလာရောင်ရမ်းနဲ့ Photic Retinopathy ယောဂါကိုခံစားနေရတာဖြစ်ကြောင်းစိတ်စစ်ချက်ကနေတွေ့ရှိခဲ့တာဖြစ်ပြီးတော့မြူကနောက်ဆက်တွဲပြဿနာတွေထပ်ဖြစ်မလာအောင်လက်ရှိမှာတော့ဆေးသောက်နေရတာဖြစ်ပါတယ်။ဆရာဝန်တွေရဲ့ညွှန်ကြားချက်အရမြူကဆူရှော့ပြီးတော့ပြင်းထန်တဲ့အလင်းရောင်တွေကိုအချိန်ကာလတစ်ခုအထိရှောင်ရှားနေကြရမှာပဲဖြစ်ပြီးတော့အလုပ်တရေလေးဖြစ်တဲ့မြူကတော့ဖန်နေတဲ့ထွေးဆုံရဖို့အတွက်အလုပ်တွေကိုရနာထားခြင်းမျိုးလုံးဝမရှိပဲပြင်းထန်တဲ့အလင်းရောင်တွေကိုရှောင်ရှားဖို့အတွက်မျက်မှန်တက်ပြီးတော့အလုပ်တွေကိုဆက်လုပ်နေကြရပဲဖြစ်ပါတယ်။အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ရှိသလိုမြူရဲ့အမြင်အာရုံအမြန်ဆုံးသက်သာပါစေလို့လည်းဆုတောင်းပေးလိုက်ပါတယ်ရှင်။